အဆိုတော်လွမ်းမိုးအကြောင်းလေးတင်ဆက်ပေးပါမယ်ခင်ဗျာအားလုံးမင်္ဂလာပါငယ်ငယ်ကလမ်းသူရဲဖြစ်ခဲ့တဲ့အဆိုတော်လွမ်းမိုးအဆိုတော်လွမ်းမိုးကတော့အောင်မြင်မှုများစွာရရှိခဲ့ပြီးအားလုံးကချစ်ခင်လေးစားကြတဲ့နမေကြီးအဆိုတော်တစ်ယောက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့လွမ်းမိုးငယ်စကဘဝအကြောင်းကိုတော့လူတွေသိမသိကြပါဘူးလွမ်းမိုးကို1954ခုနှစ်မှာရန်ကုန်မြို့အလုံမြို့နယ်ကွင်းချောင်းလမ်းမှာမွေးဖွားခဲ့ပါတယ်လွမ်းမိုးရဲ့ငယ်နာမည်ကတော့စိုးစိုးဖြစ်ပါတယ်ဖခင်ဖြစ်သူကတော့ပွဲစားအလုပ်လုပ်ကင်ပါတယ်မိဘတွေကတာကေတကိုပြောင်းရွှေ့ခဲ့ကြလို့စိုးစိုးလည်းတာကေတမြို့နယ်ထိုက်ကသုံးမှာကျောင်းတက်ခဲ့ရပါတယ်ဒါပေမဲ့6တန်းကျောင်းသားဘဝမှာပဲကျောင်းထုတ်ခံခဲ့ရပါတယ်အကြောင်းကတော့နမီစိုးစိုးဆိုတဲ့အတိုင်းကျောင်းမှာလဲစာတေချာမလုပ်ပဲအရန်ဆိုးလို့ပါပဲစာတင်ချိန်မှာတချင်းတွေရေးနေလို့ကျောင်းထုတ်ခံခဲ့ရတာပါကျောင်းထုတ်ခံခဲ့ရတဲ့အချိန်ကစားပြီးတော့ရက်ကွက်ထဲကဂျလေဘီတွေနဲ့ပေါင်းပြီးညင်းရဆိုရင်အပြိုလေးတွေရဲ့အိမ်ရှိမှာဂစ်တာတောင်တီးပြီးတချင်းဆိုရဲ့အဖွဲလိုက်ရန်ဖြစ်တယ်အဲ့ဒီလိုလုပ်ရက်တွေကြောင့်ရက်ကွက်ထဲမှာတော့စိုးသွမ်းတဲ့လမ်းသူရဲ့လို့သတ်မှတ်ခံခဲ့ရပါတယ်ဒါပေမဲ့ရင်းနှီးရဲ့သူတွေကတော့စိုးစိုးဟာကျင်နာသနာတက်ပြီးကုညီခြင်းနဲ့စိတ်ရှိတယ်လို့သိကြပါတယ်လူပြိုပေါက်ရွယ်မှာတော့ဂစ်တာသမားကိုပီတာနဲ့တွေ့ပြီးဂီတကိုလေ့လာသင်ယူခဲ့တယ်ကိုပီတာရဲ့တွဲခေါ်မှုနဲ့စိုးစိုးဟာနမေကြီးတီးဝိုင်းတွေမှာဂစ်တာတီးရဲ့သူဖြစ်လာခဲ့တာပါစန္ဒယားဦးချစ်မောင်တီးဝိုင်းတဲကင်းတီးဝိုင်းတို့မှာခေါင်းဆောင်ဂစ်တာသမားဖြစ်ခဲ့ပါသေးတယ်ငယ်ငယ်လေးကလေးကဂီတဘိုးပါလာခဲ့သူမို့သူလှုပ်ချင်တာကအဆိုတော်ဖြစ်ချင်ပေမဲ့ပိုက်ဆံမရှိလို့တချင်းမဆိုနိုင်ခဲ့ဘူး1995ခုနှစ်မှာတော့ရန်ကုန်ကဩစတြေးလျတန်ယုံဝန်တန်းမပေးပြီးကစိုးစိုးကိုငွေကျပ်3သိန်းအရင်နှီးထုတ်ပေးပြီးတော့တချင်းခွေထုတ်ပေးခဲ့တယ်အဲ့ဒီတချင်းခွေကရန်ကုန်သားလေးကျွန်တော်ပါဆိုတဲ့စီးရီးဖြစ်ပြီးနမေကိုလည်းလွှမ်းမိုးလို့ပြောင်းလဲခဲ့ပါတယ်ပထမဆုံးစီးရီးနဲ့တင်ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီးတော့ဩစတြေးလျတန်သွင်းနဲ့စာချုပ်ချုပ်ပြီးတေးသီးချင်းတွေအများကြီးရေးဆက်တည်ဆိုခဲ့ပါတယ်အခုချိန်ထိလူကြိုက်များတဲ့တချင်းတွေကတော့ပဲပြုတ်တီမထားဆရာမမိုးဆက်တင်လေးအခုတော့ပါဆက်ရာဇဝင်လေးဖြစ်ခဲ့ပြီးပျော်တာပေါ့အမေရဲ့မအေးရဲ့ချစ်လို့ပါကွယ်ဆိုတဲ့တချင်းတွေပါပဲအဆိုတော်လွမ်းမိုးရဲ့တချင်းများစုဟာသူ့ဘဝမှာတွေ့ကြုံခံစားရတဲ့အကြောင်းတွေကိုရေးဆက်တည်ကုန်းထားဖြစ်ပါတယ်။ဆီယာမဆိုတဲ့တခြင်းကလည်းတကယ်ဖြစ်ခဲ့တဲ့သူ့ရဲ့ငယ်ဘဝအကြောင်းရေးဆက်ထားတာပါ။အဆိုတော်ဆိုင်းဆိုင်မောရဲ့တရွာသားနဲ့ပွာဘားတခြင်းကလည်းလွမ်းမိုးပဲရေးဆက်ပေးခဲ့တာပါ။1980ခုနှစ်မှာလွမ်းမိုးဟာတရုတ်ဆောင်မင်းသမီးမိုးမိုမြင့်အောင်နဲ့လက်ထပ်ခဲ့ပြီး1983မှာကွာရှင်းခဲ့ပါတယ်။အဲ့ဒီအချိန်ကလွမ်းမိုးကတော့တော်လေးအောင်မြင်နေတာမို့ပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်ဖြစ်တယ်လို့သိရပါတယ်။1988ခုနှစ်မှာတော့လွမ်းမိုးကဝင်ကြီးချုပ်ဦးမောင်မောင်ခရဲ့သမီးဖြစ်သူနုနုခနဲ့လက်ထပ်ခဲ့ပါသေးတယ်။လွမ်းမိုးက2000ခုနှစ်ဇူလိုင်10ရက်နေ့မှာကားအစီဒဏ်ဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်။နောက်ဆုံးအချိန်ထိသားသမီးတွေနဲ့အတူတူရန်ကင်းမြို့နယ်ကပါရမီရက်ကွက်မှာနေထိုင်သွားခဲ့တာပါ။